DCA Power Tools တွေကအခြား Power Tool တွေနဲ့ရှင်ဘာလို့အရန်ပိုကောင်းနေရလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ DCA Power Tools တွေရဲ့အသာချက်လေးတွေပြပြပေးသွားမှာပဲဖြစ်ပါရဲ့ပထမဆုံးအနေနဲ့ပေါ့နော် DCA Power Tools တွေရဲ့လုံဆောင်နိုင်စွမ်းနဲ့နည်းပညာကိုပြပြပေးသွားပါမယ် DCA Power Tools တွေက brushless motor ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စွမ်းအင်ကိုအပြည့်အဝထုတ်သုံးနိုင်ပြီးတော့စွမ်းအင်ဆုံးရှုံးမှုနှုန်းလည်းနည်းတယ်စက်တန်းကြကြအသုံးပြုနိုင်ပြီးတော့ဆူညံတန်လည်းနည်းတယ်ဘက်ထရီပိုင်းမှာဆိုလို့ရှိရင်လည်းဒါအသွင်းရမြန်ဆန်ပြီးတော့တည်ယူရတာလည်းလွယ်ကူစေပါတယ် function ပိုင်းမှာဆိုလို့ရှိရင်လည်း function တွေအများကြီးပါဝင်ပါသေးတယ်ဖောက်ဆက်တွေ screw driver တွေအနေနဲ့ဒါဆက်တစ်ခုထဲမှာပဲပေါ့နော်အမျိုးမျိုးပြောင်းလဲအသုံးပြုလို့ရတယ် electric run ဆိုလို့ရှိရင်လည်း latest design တွေနဲ့ထုတ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့စက်ကောင်းကိုဖြုတ်တက်စရာမလိုဘဲနဲ့ကိုလိုချင်တဲ့ function ကောင်းကိုချက်ချင်းတက်ပြီးတော့အသုံးပြုလိုက်ရုံပါပဲ quality ပိုင်းမှာဆိုလို့ရှိရင်လည်း power tool တစ်ခုလုံးကိုအသေးစိတ်စမ်းသပ်ပြီးတော့ထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပူတန်ပို့ပြီးတော့ခံနိုင်တယ်ဒါလက်ကင်နေရာမှာဆိုလို့ရှိရင်လည်းဘေးကင်းနဲ့အသုံးပြုလို့ရအောင်ကြစ်လက်လေးထုတ်လုပ်ပေးထားပါတယ်အရေးသွေးပိုင်းမှာလည်းစိတ်ချရတဲ့အတွက်ကြောင့်မို့လို့တက်တန်းကြကြအသုံးပြုနိုင်ပြီးတော့အသုံးပြုတဲ့အချိန်မှာလည်းလွယ်ကူချောမွေ့စေပါတယ် DCA product တွေကိုတစ်နှစ်တိတိအာမခံပေးထားတာဖြစ်လို့ရေယုံကြည်ကြည်နဲ့စိတ်တိုင်းကြအသုံးပြုနိုင်ပါတယ်ရှင်